ကျွန်တော်နဲ့ပရိသတ်တို့ကြားမှာလူလန်းစားအတစ်တရက်ပေါ်ပေါက်လာခဲ့ပါတယ်ဒီလူလန်းစားကိုသိတာအောင်ဗီဒီယိုလေးကိုသတိထားပြီးနားထောင်ကြည့်ပါဦးဒီစက်ပြည့်စက်တဲ့လူပေါ်ဆိုင်ကတာဝန်ကိုသူတို့ပြောနေတာတမန်စက်ကြည့်ရှင်းလို့ဒီနေ့စက်ပြန်လာရင်တော့ပေါ်ရေးပါတယ်ဟုတ်ပြီဟိုဒီပြောခေါ်ပြီမို့ပြောခေါ်ပြီတော့ခေါ်ပြီတော့ PDF ဆိုခမ်းပါခေါ်ပြီအကောင်လည်းနေတော့တာဒီဗီဒီယိုထဲကလူဟာသူ့ကိုယ်သူစစ်တပ်ရဲ့တက်ချက်ကြီးဖြစ်တယ်ဆိုပြီးအခွင့်အာဏာကိုအသုံးချဖို့ကြိုးစားနေတဲ့အပြင်တာမန်ရက်သားတွေကိုမတရားသဖြင့်ဖမ်းဆီးပစ်မယ်လို့ချင်းချောက်နေခဲ့ပါတယ်ဒါအပြင်တာမန်ရက်သားတွေချင်းဖြစ်တဲ့ပြဿနာတွေမှာလည်းစစ်တပ်ရဲ့ဘယ်ရာရှိကိုပိုင်နေဆိုပြီးတော့မတရားသဖြင့်ဖြေရှင်းဖို့ကြိုးစားခဲ့တာတွေလည်းရှိပါတယ်ဒါကြောင့်စစ်တပ်နဲ့အ ਨੇ ချင်းပတ်သက်မှုရှိတဲ့လူတော်၎င်းလိမ်လည်ပြီးတော့၎င်းပြန်ပြီးဖိနှိပ်ပူကြခြင်းနဲ့ရုံမာသောလူဒန်းစားတရက်ပေါ်လာပါတယ်ဒီလူဒန်းစားဟာကျွန်တော်နဲ့ပြည်သက်တို့လိုအခြေခံလူဒန်းစားတွေအတွက်အရန်ကိုအနေရရှိတဲ့လူဒန်းစားဖြစ်တဲ့အပြင်သူတို့ဟာစစ်တပ်နဲ့ပတ်သက်တာကြောင့်ဘယ်ကောင်မှလူမထင်ဘူးဆိုတဲ့တတိဆိုးနဲ့လူတစုဖြစ်ပါတယ်တနည်းပြောရရင်ကျွန်တော်နဲ့ပြည်သက်တို့ကိုလူဖြစ်ကနေတဆင့်လျှော့ပြီးဆက်ဆံနေတာဖြစ်ပါတယ်အကြမ်းဖက်စစ်တပ်ကြောင့်ယိုယွင်းလာတဲ့မိမိတို့လူဖွဲ့စည်းကိုအတိုင်းသားထင်ဟပ်နေတဲ့ရုံမာသောလူဒန်းစားဖြစ်ပါတယ်အခုလိုမျိုးသတင်းအချက်လက်တွေကိုစိတ်ဝင်စားတယ်ဆိုရင် follow လုပ်ခဲ့ကြပါဦးနော်